ပိုပြီးတော့တောင်မှထင်းရှားရှားတိတာလာပါတယ်မိတ်တီလာမှာမွတ်စလင်တွေကိုအရှင်လက်လက်မီးရှို့တက်တာတွေမိဘုံထဲမှာမသေးမရှင်နဲ့တွန့်နေနေကြတာတွေကိုဗီဒီယိုတက်တင်တဲ့တကွာတွေ့ရပါတယ်ဝက်လာတော့လို့ခေါ်တဲ့မြက်တော်ထဲမှာပုံနေတဲ့မွတ်စလင်လူငယ်တယောက်ကိုဓာတ်နဲ့ပြေးလာပြီးတော့ခုတ်တဲ့ဗီဒီယိုလည်းရှိပါတယ်မိတ်တီလာမှာပဲစိုင်ကယ်နောက်မှာစီးလာတဲ့တန်ဃာတစ်ပါးကိုမွတ်စလင်လူငယ်တွေကဓာတ်နဲ့ခုတ်တဲ့အဖြစ်ပြက်ဖြစ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်တစ်ခုလုံးမှာရဲတွေဟာအင်အားအပြည့်နဲ့ရှိနေပါရဲ့နဲ့မတ်တက်ရက်လက်ပိုက်ပြီးတော့ကြည်နေတာကိုဗီဒီယိုတက်သေးတွေနဲ့တကွာအထင်ရှားတွေ့မြင်ခဲ့ကြပါတယ်ဒါဟာမွတ်စလင်နဲ့ဗုဒ္ဓဘာသာအကြားအမုန်းတီးမှုပို့ပြီးတော့ပွားများလာအောင်စစ်အုပ်စုကအကြံစီရှိဖန်တီးခဲ့တဲ့ဖြစ်ရပ်တွေပါဒါတွေဟာမဘဒပြူစောထီးတွေပေါ်ပေါက်လာအောင်ဖန်တီးခဲ့တဲ့လုပ်ရပါစစ်အုပ်စုကအဲ့ဒါလိုဖန်တီးတွေးထိုးတဲ့အတိုင်းဖြစ်လာစေမဲ့ရေခံမြေခံတွေကလည်းရှိနေပါတယ်အင်္ဂလိပ်ခေတ်ကစားပြီးတော့မွတ်စလင်နဲ့ဗုဒ္ဓဘာသာရံပွဲအစလာရှိခဲ့ပါတယ်အဲ့ဒီအကြောင်းတွေကိုနောက်လုပ်မဲ့ဗီဒီယိုထဲမှာအကျယ်ထပ်ပြီးတော့ပြောပါမယ်စစ်အုပ်စုကမွတ်စလင်ပြည်ပခပေါ်လာစေခြင်းတဲ့အခါတိုင်းမှာဥရွှေဖီရဲ့မော်လဝီနဲ့ယောဂီစာတဲ့ဟာပြန်ထွက်လာတတ်ပါတယ်အင်္ဂလိပ်အစိုးရရောစစ်အုပ်စုရောဟာဥရွှေဖီရဲ့မော်လဝီနဲ့ယောဂီနဲ့လှုပ်ရှားလာတာကြာပါပြီတမိုင်းဆက်မြန်မာပြည်နေအုပ်ချုပ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာတန်ဃာတွေဟာမင်းဆရာဖြစ်ခဲ့ကြတယ်ဗရေတရိတ်ခစ်တစ်ခေတ်လုံးမှာအညွန့်အဖူးနေရာကောင်းကိုရခဲ့ကြတယ်တခြားဘယ်နေရာဘယ်ဘာသာကမှဝင်ပြီးတော့တုံးမပေါက်ကြပါဘူးမရှင်ပြိုင်နိုင်ကြပါဘူးရှင်ပြိုင်မဲ့သူဆိုတာလည်းမရှိပါဘူးတခြားလူမျိုးတွေရောက်လာရင်လည်းလူမျိုးကြားတွေဘာသာကြားတွေမိတ်စာတွေဆိုပြီးတော့တခြားလုံးခေါ်လာခဲ့ကြပါတယ်အင်္ဂလိပ်ခေတ်မှာဗရေတရိတ်စနစ်ကွယ်ပြောက်သွားပါတယ်အင်္ဂလိပ်ခေတ်အတွက်မှာပဲအိန္ဒိယလကလာတဲ့အလုပ်သမားတွေနဲ့ဗမာအလုပ်သမားတွေအလုပ်သမားအချင်းချင်းရိုက်ကြနှက်ကြတဲ့ကလားဗမာအတီကယုံဆိုတာတွေပေါ်ပေါက်ခဲ့ကြပါတယ်လွတ်လပ်ရေးရပြီးတဲ့နောက်သမရနိုင်ငံစနစ်ပေါ်ပေါက်လာတဲ့အခါမှာဗုဒ္ဓဘာသာတန်ဃာတွေရဲ့စိုးရိမ်ပူပန်မှုဟာရှေ့တန်းရောက်လာပါတယ်အရင်ကဘာသာတစ်မျိုးတည်းကနေပြီးတော့အဆအစိုးမိုးထားနိုင်တဲ့အခြေအနေကွယ်ပြောက်ပြီးတော့တခြားဘာသာတွေနဲ့ဒန်းတူနေရမှာဖြစ်တဲ့အတွက်မင်းဆရာတန်ဃာတွေနေရာပြောက်မှာစိုးရိမ်ပူပန်မှုမျိုးပေါ်လာပါတယ်ကံမကောင်းတာကအဲ့ဒီအချိန်ကလေးကအစိုးရရဲ့ဘာသာရေးခုလုံးလုပ်မှုကလည်းပေါ်ပေါက်လာခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာသတ်မှတ်မယ်ဆိုတဲ့အချက်ကိုခါတီးတီးညှင်းခဲ့ပါတယ်ဒါပေမဲ့ဝန်ကြီးချုပ်ဦးနုကတော့သူမဲရရေးအတွက်ဗုဒ္ဓဘာသာကိုတုံ့ချခဲ့ပါတယ်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာသတ်မှတ်ဖို့ကြိုးစားပြီးတော့နိုင်ငံတော်ဘာသာသတ်မှတ်လို့မရတဲ့အဆုံးမှာတောင်မှဝိသေသလက္ခဏာရှိတဲ့ဘာသာဆိုတာမျိုးသတ်မှတ်ခဲ့ပါတယ်တန်ဃာနဲ့ဗုဒ္ဓဘာသာတွေရဲ့ထောက်ခံမဲ့ရဖို့ကြိုးစားခဲ့ပါတယ်အမဲသားမစားရနွားမတက်ရဆိုတာမျိုးတွေတောင်မှလုပ်ခဲ့ပါတယ်အဲ့ဒီမှာတန်ဃာတွေရဲ့စိုးရိမ်ပူပန်မှုကိုနိုင်ငံရေးအရအသုံးချမှုစတင်ခဲ့ပါတယ်ဥနုရဲ့ရဟန်းမျိုးအဖွဲ့ဆိုတာမျိုးတွေလည်းရှိခဲ့ပါတယ်တန်ဃာတွေရဲ့အဲ့ဒီစိုးရိမ်ပူပန်မှုဟာဘယ်တော့မှမပြောက်ကွယ်ခဲ့ပါဘူးရိုဟင်ဂျာရေးပေါ်ပေါက်လာတဲ့အခါမှာတကြော့ပြန်ကြီးထွားလာခဲ့ပါတယ်ငယ်စဉ်ကတည်းက